အားလုံးပဲမင်္ဂလာပါရှင်ဒေါ်ကြည်တက်နှစ်ကိုမင်းသူစေကရိယာဆိုင်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်เนาะဒီနေ့မှာတော့ညီမတို့စေကန်း3လေးပေါ့เนาะညီမတို့ GP စေကန်း3လေးပဲဖြစ်ဖြစ်အိမ်3လေးပဲဖြစ်ဖြစ်အရန်မှာအသုံးဝင်တဲ့နားတဲ့ကိုဒီမှာပေါ့ကင်မရာလေးနဲ့ကြည့်တဲ့ကရိယာလေးစက်ကရိယာလေးကိုပြသပေးမှာဖြစ်ပါတယ်ရှင်ဒီစက်ကရိယာလေးอ่ะဆိုရင်ဖြင့်မိမိတို့အိမ်မှာဖုန်းလေးတစ်လုံးရှိအောင်ဖြစ်စေတက်ဘလက်လေးတစ်လုံးရှိအောင်နဲ့ဖြစ်စေပေါ့နော်မိမိနားအတွင်းမှာနားတပါးကြီးတွေပါတန်ရှင်းတာပဲဖြစ်နားပြည်ယူလာနားအနာတရဖြစ်လာတခုခုကြည့်မယ်ဆိုရင်ဒီဆက်ကလေးတစ်ခုရှိအောင်နဲ့တယ်ပေါ့နော်ဒီမှန်ဘလူးနဲ့ဆက်ကလေးဒါလေးရှိအောင်နဲ့တယ်တော်တော်လေးကိုအဆင်ပြေတဲ့ပေါင်းကနန်းလေးသုံးအောင်နဲ့ရရှိနိုင်မယ် HD version earwax clean tool လေးပဲဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်ဒီဆက်ကလေးကိုဘယ်လိုအသုံးပြုရလဲဆိုတာကိုမင်နဲ့အတူကြည့်လိုက်ရအောင်ဥစားပထမတော့မင်တို့မိမိတို့အိမ်မှာပဲကိုသုံးတဲ့ဖုန်းလေးတစ်လုံးလိုအပ်ပါမယ်ရှင်ကဲဖုန်းလေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးသွားရင်တော့မင်တို့ဒီ application လေးပေါ့နော် iCamera HD ဆိုတဲ့ application လေးကိုတော့မိမိဖုန်းထဲမှာ download လုပ်ထားဖို့လိုအပ်ပါမယ်ရှင်ကဲလို့ဒီ application လို့ရှားခတ်နေရဆိုရင်သူ့ရဲ့အညွှန်းစာရွက်ထဲမှာပါတယ်ဒီမှာ QR scan လေးဖတ်ပြီးတော့ download လုပ်ပေးလို့ရပါတယ်ရှင်ဒါဆိုရင်တော့ဘာလေးနဲ့ join လို့ရလဲဆိုတာလေးကိုပြသပေးပါမယ်ရှင်ဒီမှာပါဒါလေးကတော့ USB ပေါက်လေးပေါ့နော် USB ပေါက်လေးလည်းပါတယ် USB ပေါက်လေးอ่ะဆိုရင်တော့ပေါ့နော်ဆရာဆရာမတို့ဒါ laptop နဲ့ဖြစ်စေမိမိတို့ laptop device နဲ့ဖြစ်စေ join လို့ရတယ်ပေါ့နော်ပြီးရင်ဒီမှာ Android device တော့လည်းပါပါမယ်ရှင် Android ဖုန်းတွေလည်းသုံးရလွယ်ကူတယ်ပေါ့နော်ပြီးသွားရင်တော့ဒီမှာ Type C အပေါက်လေးလည်းပါတယ်ပေါ့နော် Type C အပေါက်လေးလည်းပါဝင်ပါတယ်ရှင်ကဲဒါဆိုရင်တော့မိနုဖုန်းကကြတော့ Type C လေးဖြစ်တဲ့အတွက် Type C လေးဘယ်လို join မယ်ဆိုတာလေးပြသပေးမယ်နော် USB ဒီဟာလေးကိုနောက်ကလေးကိုလှန်လိုက်မယ်ပြီးသွားရင် Type C ဒီကျိုးလေးဒီခေါင်းလေးကိုတက်လိုက်မယ်ပေါ့နော်တေချာလေးတော့ဖိတက်ပေးပါရှင်ကဲတက်ပြီးရပါပြီဒါဆိုရင်တော့ဖုန်းမှာသွား join ပါပဲပေါ့နော်ဒါဆိုရင်တော့ဒီမှာ Type C ခေါင်းလေးနဲ့ဒီဖုန်းရဲ့ဒီအားသွင်းတဲ့နေရာလေးကို join လိုက်မယ်ပေါ့နော်โอเคဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့ညီမတို့ဒီ iCamera HD application လေးတဲ့ဝင်ပါမယ်ဟုတ်ကဲ့ okay နှိပ်ပါမယ်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဒီမှာကင်မရာလေးကမီလေးလဲပါတယ်ပေါ့နော်မီလေးနေပါပြီဒါဆိုရင်နားတဲ့ကိုကြည့်ဖို့အဆင်သင့်ဖြစ်ပါပြီရှင်ဟုတ်ကဲ့ပါရှင်ဒါဆိုတော့မင်းတို့ဒါအတွေ့နဲ့ကိုစတင်ပြီးဒီမှာကြည့်မယ်ပေါ့နော်ကင်မရာလေးနဲ့မီးလင်းလဲပါတယ်ဖြစ်တဲ့အတွက်ကြောင့်မှောင်တာအထဲမှာမမြင်ရတာမဖြစ်ဘူးပေါ့နော် Oh my god နဖာကြီးဟုတ်ကဲ့ဒါတော့နားအတွေ့နဲ့ကဲနားအတွေ့နဲ့ကိုရှင်းလင်းနဲ့ကိုမြင်ရတာပေါ့နော်ဒါဖုန်းနဲ့ချိတ်ထားတာပေါ့နော်အထဲမှာဆိုတော့မြင်ရတဲ့အတိုင်းပဲနဖာကြီးမကလော်ရဲသူရဲ့နဖာကြီးဖြစ်ပါတယ်ကဲအထဲကိုရှင်းလင်းလေးမြင်ရတယ်ပေါ့နော်ဒါဆရာမတွေကတော့ပိုသိမှာပေါ့နော်အထဲကိုဘယ်လောက်ထိကြည့်လို့ရတယ်ဆိုတာမင်းတို့ကတော့ဒါကိုရောင်းတဲ့ပစ္စည်းဆိုတေချာကြီးခလေးကိုစမ်းပြီးတော့မလုပ်ပြပြီးတော့ဒါကင်မရာမြင်ကွင်းနဲ့အကုန်ကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ကဲဒီပစ္စည်းလေးပေါ့နော်ဒီ HD version earwax tool လေးကိုတောင်းကနန်းလေးနဲ့မိမိစေကန်းမှာသုံးဖို့အတွက်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ညီမတို့ဒေါ်ကြည်တက်နှစ်ကိုမင်းသူစေကရိယာဆိုင်ကြီးကိုဆက်သွယ်ဖို့မမေ့ပါနဲ့နော်ကဲအမြန်ဆုံးပဲ order တင်လိုက်ပါအောင်ရှင်ဗီဒီယိုလေးထဲမှာပေါ့နော်မင်းတို့ပြောရတဲ့စကားလေးမှာပေါ့နော်ဆရာမတို့အတိနဲ့ပေါ့လွဲမားနေရလေးရှိလဲနားလဲပေးကြပါအောင်ရှင်မှားနေရလေးရှိရင်လည်းမင်းတို့ comment အောက်မှာမှတ်ပြီးတော့ဖြေပေးခဲ့ကြပါအောင်နော်အားလုံးပဲကျေးဇူးတင်ပါတယ်